ရီးစားဟောင်းကိုသူနဲ့ပြန်တွဲဖို့အတွက်ပြောတာကိုလက်မခံလို့ရီးစားဟောင်းရဲ့အိမ်ကိုဘုံကျဲခဲ့တဲ့အမျိုးသားတယောက်အကြောင်းကိုဒီနေ့လာပြီးတော့ပြောပြပေးမယ်ဒီသတင်းကကျတော့ထိုင်းမှာဖြစ်သွားတာဒါလွန်ခဲ့တဲ့အတိုင်းဒီ25ရက်နေ့ကမနေ့ကပေါ့နော်မနေ့ကဖြစ်သွားတယ်လို့သိရတယ်ဒီရီးစားဟောင်းကဒီသူ့ရဲ့အချင်းစရိုက်တွေကိုမကြိုက်လို့ပေါ့နော်သူနဲ့ဒါမတွဲဖြစ်တာကြာပြီလို့သိရတယ်မနေ့ကသူကရီးစားဟောင်းအိမ်ကိုတွားပြီးတော့မှသူနဲ့ပြန်တွဲရအောင်ဆိုပြီးတော့မှတွားပြောတဲ့အခါမှာရီးစားဟောင်းဘက်ကလက်မခံဘူးပထမသူကဘလို့ချင်းချောက်လဲဆိုရင်သူ့မှာပါလာတဲ့ကက်ကြီးနဲ့ဒါနေငါနဲ့ပြန်မတွေ့ဆိုရင်နေငါဒီကက်ကြီးနဲ့လောက်ရလိမ့်မယ်ပေါ့နော်ဒီလိုမျိုးချင်းချောက်တာပေါ့အဲ့ဒီအချိန်မှာရီးစားဟောင်းကလည်းမကြောက်ဘူးမတွဲနိုင်ဘူးပေါ့နော်နေနဲ့လုံးဝအဆင်မပြေနိုင်ဘူးမတွဲနိုင်လို့ပြောတဲ့အခါမှာသူကပြန်သွားပြီးတော့မှနောက်တစ်ခေါက်အဲ့ဒီအိမ်ကိုပြန်လာပြီးတော့ဒီသူ့မှာပါလာတဲ့ဒီလက်ပစ်ဘုံပေါ့နော်ဟို Facebook ကလည်းတိတ်ပြောလို့မရဘူးဘာမှမဆိုလို့သူ့မှာပါလာတဲ့ဘုံနဲ့ပေါ့ဒီရီးစားဟောင်းအိမ်တွေကိုကျဲထည့်လိုက်တာကျဲထလိုက်တဲ့အချိန်မှာဖြစ်ချင်တော့ဒီဟာကမကွဲဘူးမကွဲပဲနဲ့ဒီကျဲတဲ့ကောင်ကလည်းသိမှာလားဟာဘာကြောင့်မကွဲတာလဲဆိုပြီးမှသူကအဲ့ဒီအိမ်ထဲကိုပြန်ဝင်ပြီးတော့တွားကြည့်လိုက်တဲ့ခါမှာဒီတိုင်းပဲရှိနေတယ်အဲ့တော့သူကဘာလို့မကျဲတာလဲဆိုပြီးတော့မှသူကင်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာဒီဘုံကထကွဲတယ်ပေါ့နော်ဆိုတော့ဒါသူအကုတူနဲ့သူဖြစ်သွားတာပေါ့ဒါပေမဲ့ပြောချင်တာကနော်ဟို EH ကိုဖြတ်မယ်ဆိုရင်လည်းကောင်းကောင်းမွန်ဖြတ်ကြပါမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ထဲကိုလက်ပစ်ဘုံကြီးပြစ်ထည့်ပြီးတော့မှကိုယ့်ရဲ့အသက်လည်းဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြတာနော်ဒီဘဲကတော့ဒါသူ့အကုသိုလ်နဲ့သူသွားလိုက်ပြီနော်ဘဲနဲ့ကိုယ့်ရီးစားဟောင်းရဲ့အိမ်ထဲကိုဘုံလက်ပစ်ဘုံကျဲပြီးတော့လုပ်ရတယ်လို့နော်ကြားလို့လည်းမကောင်းတကယ်လို့များအိမ်ထဲမှာပောက်သွားတယ်ဆိုရင်လည်းလေမကောင်းဘူးလေနော်ဒီအိမ်လည်းပြိုမယ်အသက်အန္တရာယ်လေးစိုးရိမ်ရတယ်အခုကတော့သူလည်းစုံအိမ်ထဲကမှန်နေလဲအကုန်ကွဲသူ့ရဲ့ကားတွေပါမှန်နေကွဲကုန်တယ်လို့သိရတယ်เนาะအဲ့တော့ကောင်မလေးတွေနေလို့ရီးသားတွေဖြတ်တဲ့အချိန်မှာเนาะတတိထားပြီးဖြတ်ပါအခုလိုမျိုးဘုံလာကျဲတဲ့ကောင်တွေတွေ့နေလို့ဘိုးကစမုံတုံးကုန်နေမယ်เนาะအဲ့ဒါဒီသတင်းကိုတွေ့တော့ဟာတလည်းဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီမိန်းကလေးဘက်ကိုဟိုပို့ပြီးတော့ဟိုဖြစ်တာပေါ့เนาะပို့ပြီးတော့တတိထားဆင်ခြင်ရမယ့်ဟာလေးတွေတွေ့လာတာပေါ့အဲ့လိုမျိုးပေါ့ဟိုအချစ်မကောင်းတဲ့ကောင်လေးနဲ့တွားတွေ့တဲ့ခါကျအခုလိုမျိုးကိုယ့်ရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်လာနိုင်တယ်ဆိုတဲ့ဟာလေးတွေပေါ့နော်သင်ခန်းစာယူလို့ရပါတယ်ဆိုတော့ဒီနေ့သတင်းလေးကဒီလောက်ပါပဲနောက်ထပ်သတင်းလေးတွေသိကြရင်ထပ်ပြီးတော့လာပြောပြပေးပါဦးခင်ဗျာ